ချင်ကိုအတုံးသေးလေးတွေတုံးပါမယ်နော်တုံးရတာလွယ်ကူတာမို့လိုက်လှုပ်စားကြည့်ကြနော်ငချင်ကတော့ထိုင်းငချင်ကိုတုံးထားပါတယ်နော်ကျက်သွန်နီမထူမပါလေးလိထားပါမယ်ကျက်သွန်နီကြရင်ခက်များများလေးလိထည့်ပါနော်Oh my god! Wow! ကျက်သွန်လေးတွေကိုတုံးမဲ့ပန်ကန်ထဲထည့်ပေးထားပါမယ်မယုတ်သီးစိမ့်ပပညှက်ထားပါမယ်ဆက်ကြရင်ခက်များများလေးလိထည့်ပါနော်မယုတ်သီးမှုန့်နဲ့တုပ်လဲရပါတယ်နော်နန်းနန်းပင်ကိုပပလေးလိထားပေးပါမယ်နန်းနန်းပင်မကြိုက်ရင်မထည့်ပါနဲ့နော်စားတော့ဖို့အတွက်ပစ္စည်းလေးတွေအဆင်သင့်ထားပေးထားပါမယ် Oh my god! Wow! စားတော့ဖို့အတွက်စီထည့်ပါမယ်ပြီးရင်ရတာအတွက်စားအချိုမှုအနည်းငယ်ထည့်ပေးပါမယ်စားပျော်သည့်အထိနှက်နေအောင်နဲ့ပေးလိုက်ပါမယ်စားလို့ကောင်းပြီးထမင်းမြင်စေရမို့လိုက်တုပ်စားကြည့်ကြပါနော်နောက်ထပ်လည်းဟင်းချက်ပါတီယာလေးတွေထပ်တင်ပေးမှာမို့ channel လေးကို subscribe လုပ်ခဲ့ကြဖို့မမေ့နဲ့နော်